ဆွေပေါင်းသည်များတွေကုသိုလ်တရားတို့မြဝေမင်္ဂလာရှိသောနေ့လေးတစ်နေ့အစာပြုကြနိုင်စေမင်္ဂလာကျက်သည်တန်နေဝန်းသောပမာလေးစီစဉ်ရွှေငွေတကိုယ်တိုးတက်ခိုင်မာစေအလူအတန်းတွေပြီးဝေသာသနာပြုနိုင်ကြသည်သူနေသူပေါ်မေတ္တာတရားထားနိုင်